ကဲကော်ဖီကတော့ဒီမှာတောက်နေပါပြီဒီမှာကော်ဖီကတော့2026မှာပေါင်းမယ်ဆိုတော့ရှာကြည့်တာလို့ပြော ကဲဒါတော့ harmony ဆိုပေးမဲ့ဒါညီလေးနဲ့ညီမလေးပါနာမည်လေးမိတ်ဆက်ပေးလိုက်ပါအောင် I'm Saila ပါ ကျွန်တော်ခွန်ဆိုင်ပါ ဟုတ်ကဲ့ပါဒါကျွန်တော်ရဲ့ဒီရှင်ကိုသူတို့ harmony ဆိုပေးမှာနော်ထွက်လာနေအားပေးပါအောင်ကဲဒီမှာကဲဒါဥဆောင်မင်းခေါ်လာပါတယ် ကဲဒီမှာ coffee ချိန်လေးဆို coffee ချိန်လေးဆိုတော့ညနေမှာသူက ဒါ coffee ချိန်လေး ဒါ coffee ချိန်ကဲကျွန်တော်ဒီမှာခဏနားအိမ်မှာပေါ့နော်ကျွန်တော် coffee တောက်တာပေါ့နော်ဒီကျွန်တော် bro studio မှာပေါ့နော် Melo music net ကျွန်တော်ဒီမှာခဏနားတာပေါ့နော်ခဏနေပြန်စပါတော့မယ်